တန်ဆင်းဆုံးယုံမယ် West Ham ရလက်ကောင်းမယ်အားလုံးပဲမင်္ဂလာပါ AN Sport Channel ရဲ့အောင်မြင်ရတဲ့အောင်ပွဲအစီအစဉ်နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တနင်္ဂနွေနေ့ည Premier League ပွဲစဉ်ဖြစ်တဲ့ Newcastle နဲ့ West Ham တင်တို့ရဲ့ပွဲစဉ်ကောင်းကိုသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် Newcastle အနေနဲ့ West Ham ကိုတရေအနှုတ်40ဂိုးပေါင်း3နှုတ်30ဖွင့်လှစ်ပေးထားပါတယ် Newcastle ရဲ့မူလစေတရေအနှုတ်80 3နှုတ်30ရာနေဇုံလိုက်ကျဆင်းလာနေတာကိုတွေ့ရပါတယ် Newcastle နဲ့ဇေဒန်တူတဲ့ Brentford မှာရှေ့အပတ်ကအင်ကွင်းမှာ West Ham ကို150အကျော်ပေးခဲ့တာမို့ Newcastle အနေနဲ့အနည်းဆုံးတရေအနှုတ်80လောက်တော့ပေးတင်ပါတယ်ပြီးတော့ပါကျော် West Ham အင်ကွင်းမှာတော့ Newcastle အနေနဲ့140အကျော်ပေးခဲ့တာမို့ဒီည Newcastle ရဲ့အကျော်ပေးမှုကပျော့ရှလွန်နေတာတိတာလွန်လာပါတယ်တပွဲထဲနဲ့အားများတဲ့ညီကိုတွေအတွက်နောက်ထပ်အကြိုက်တပွဲရွေးချယ်မှုကိုလည်း Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ် Channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်အဆင့်73က Newcastle ကတန်ဆင်းဆုံးအန်ဒီရလည်းမရှိတော့သလိုဥရောပဝင်ခွင့်နဲ့လည်းဝေးကွာလာခဲ့ပါပြီ Premier League ၄ပွဲဆက်ရှုံးနေခဲ့ပြီး Brighton ကိုနိုင် Nottingham နဲ့တည်ရကြပြီးရလက်ပြန်ကောင်းလာပေမဲ့အားစိုက်ထုံးမှုအပိုင်းတော့ယုံစားလို့မရသေးပါဘူးအဆင့်18နေရာက West Ham အတွက်ကတော့အလွန်ရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်အဆင့်19ကစပါးနဲ့နမက်တာကွာဟာနီရောမို့လက်ကျန်တဲ့ပွဲမှာတည်ရကြလို့တော့လုံးဝမရတော့ပါဘူးတောင်မန်ကစားသမား Traore ကလွယ်ရင်ကျန်တဲ့အဓိကကစားသမားအစုံတွေနဲ့ပွဲထွက်လာနိုင်မှာကလည်းအားကုန်ရောရမယ် West Ham အတွက်အားသာချက်ပါပဲထိပ်တိုက်တွေ့ဆုံမှုရာ West Ham အနေနဲ့ပါကျော်အင်ကွင်းမှာ 3-1 နဲ့အနိုင်ရခဲ့တယ်လို့ပြီးခဲ့တဲ့ရာဒီ Newcastle အင်ကွင်းတွေ့ဆုံမှုမှာလည်းငကိုးပြတ်နိုင်ထားတဲ့အစင်လာကလည်းအားသာချက်ဖြစ်ရှိနေပါတယ်ဆိုတော့ဇုံလိုက်ကျဆင်းလာတဲ့ဖွင့်လှစ်မှုရာတန်းစင်းစုံရုံဖို့အတွက်ဖောင်ဖြတ်တိုက်လာမယ် West Ham ကိုဖွင့်လှစ်သူတွေပိုအကြိုက်တွေ့နေပုံရပါတယ်ဒါကြောင့် AN Sport Channel ရဲ့တနင်္ဂနွေနေ့ညအောင်မြင်ရတဲ့အောင်ပွဲဖြစ် Newcastle နဲ့ West Ham တင်ရဲ့ပွဲစဉ်မှာ West Ham ကိုပဲရွေးချယ်ပေးခဲ့ကြပါတယ်ညီကိုရောဒီပွဲပေါ်ဘယ်လိုမြင်ကြလဲcomment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးညီကိုရအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ